20သိန်းလိညာအိတ်9ရက်ခီ day 3လေးလာပါပြီဒီမှာဆိုရင်ဟောလို့မနက်9နာရီထပြီးတော့ကားစီးပြီးတော့နင်းကြနေတယ်ကိုရောက်လာခဲ့တာဖြစ်ပါတယ်ပေါ့နော်သူကတော့အခုလိုမျိုးအေးခေစိတ်ညာပဲဟိုဘက်တောင်ပေါ်ထိတ်ဆုံးမှရှိတယ်ပေါ့အခုမြင်နေတဲ့အတိုင်းလုံးဝနင်းညာကိုခဲတောက်နေတာပေါ့နော်အဲ့လိုနင်းကြနေတော့မဟုတ်ကြပြီးခဲနေနဲ့အဲ့လိုမျိုး view လေးကိုမြင်ရတာဖြစ်ပါတယ်ပေါ့နော်အဲ့အပြင်နဲ့ဟောလို့ lunch စားပါပြီ lunch စားပြီးတော့တနိုင်ဝန်းကျင်မှာဟောလို့နောက်ထပ်တနေရာထပ်သွားပါတယ်ဒီမှာဆိုတော့ဟောလို့နေရာကို3နေရာ4နေရာလောက်ဆော့လိုက်တယ်ပေါ့နော်ဒီ day 3မှာဒါကတော့ old town လေးပေါ့နော်သူကဒီမှာဆော့စရာအများကြီးပဲရှိရသူတို့ရဲ့အဲ့လိုမျိုးတရုတ်ဝစ်စုံလေးနဲ့တပုံရိုက်တာလေးရောအများကြီးရုပ်ရှင်ကြည့်ရလေးရောမျက်နှာအဲ့လိုဟိုဘက်ပြောင်းဒီဘက်ပြောင်းဆော့နေဟာတွေအများကြီးပဲ activity အများကြီးဆော့ရဟောတော့အမှမဆော့ပဲနဲ့ခဏလေးပဲဒီဝင်ပက်ကြည့်လိုက်တယ်ကြည့်ပြီးဟောလို့ဆိုင်ကယ်သွားစီးရပေါ့နော်ရှောက်ကောကောနဲ့ဆိုင်ကယ်စီးဒီရှောက်ကောကောလည်းအရန်တဘောကောင်းတာခုံချင်းသွားမယ်ဆိုဆိုင်ကယ်စီးချင်တယ်ဆိုရင်ဒီရှောက်ကောကော contact လုပ်ချင်တယ်ဆို home ပေးမယ်ပေါ့နော်သူအရန်တဘောကောင်းတယ်သူအကုန်လောက်ခိုင်းတယ်သူအကုန်လောက်ပေးပေါ့နော်စိတ်လည်းအရန်ရှည်ရဒီမှာဆိုရင် home စီးဟာနဲ့ဆိုင်ကယ်လေးပေါ့နော်ကြည့်ကြပါ我的话给我回答，我的爱的没时差，等待是我为你付出的代价。我的话要回答，我只等你等一句话，走太远，你走太远。ချာကောကောနဲ့ဆိုင်ကယ်စီးလို့ပြီးွားပြီဆိုရင်မဟောနောက်ထပ် activity တခုတော့ sorry ပေါ့နော်သူကတော့ we love Chongqing ဆိုပြီးတော့ပေါ့နော်အဲ့လို view ကိုမြင်ရနေဟိုးတရားထက်ထင်တဲ့အပေါ်ထပ်ပြီးတော့ဟောလို့ဒီအဲ့ view ကိုတွားကြည့်ရပေါ့နော်ကြည့်ပြီးွားရတယ်ဟောလို့နောက်ထပ်ဟုံးရတော့ကိုထပ်ပြီးတော့တွားခဲ့တယ်ပေါ့နော်ဆိုင်ကယ်စီးရလေပါလီလဲဆော့တော့ပေါ့နော်ဆော့ရင်နဲ့ဒီ package ကမပို့ဘူးလားဆိုတော့ပို့ပါတယ်ဟုံးရတော့ကိုပို့တယ်ပေါ့နော်သူတို့ package ထဲမှာပါတယ်ဒါပေမဲ့ဟောလို့ကဒီတန်းတွားတယ်နောက်ရက်မတွားရမှာဆိုတော့ဟောလို့ကိုယ့်ဘက်ကိုထပ်တွားလိုက်တာပေါ့နော်4နေရာ5နေရာလောက်ရှိတယ်ဒီ dream မှာလဲပတ်ခဲ့တာဖြစ်ပါတယ်ပေါ့နော်ပြီးတော့ shakoko ချောလို့ဆိုပြီးတော့အကင်လေးလဲဝယ်ကျွေးလိုက်ပါတယ်